မင်္ဂလာပါဆရာကြီး ကဲမင်္ဂလာပါကဲအားလုံးထိုင်နော်ဒီနေ့မင်းတို့ဆရာမလာတော့ဆရာပဲအစားဝင်တင်ပေးမယ်နော်ကဲမအောင်ဆုံး attendance ခေါ်မယ်အင်္ဂလိပ်လိုရေးထားပါလား okay ဆောင်းယူမရှိလားဆောင်းယူမရှိလားဆရာဆောင်းယူမဆရာဟုတ်တယ်ဆောင်းယူမလို့ရေးထားတာ okay ရှိတယ်နော်ဟုတ်ဆောင်းယူမရှိအိမ်ဒါတက်ရှိလားအိမ်ဒါတက်ပါဆရာအိမ်ဒါတက်ရှိတယ်နော် okay ဟုတ်အေထန်ကြီးနာမည်ရတယ်ကွာအေထန်ကြီးတဲ့အေထန်ကြီးရှိလားအေထန်ကြီးဆရာအေထန်ကြီးလို့ရေးထားလို့ငါအေထန်ကြီးလို့ဖတ်တဲ့ကိစ္စကိုရှိတယ်နော် okay ဟာလာရမီတက်ထွက်ကောင်ပေးစရာရှာလို့တက်ထွက်ကောင်နဲ့ရှိလားတက်ထွက်ကောင်ဆရာတက်ထွက်ကောင် okay ရှိတယ်နော်တက်ထွက်ကောင်ဆရာမတက်ထွက်ကောင်လို့ရေးထားတာဟုတ်ရှိဆရာရှိနောက်တစ်ယောက် no ကိုင်ရှိလားနာမည်ရလဲကွာ no ကိုင်ခိုင်းဆရာ no ခိုင်းငါရေးထားတဲ့အတိုင်းဖတ်တာ no ကိုင်နော်ရှိတယ်နော်ဟုတ်ပြီကဲဈေးရနိုင်နဲ့ဟေးနာမည်ကဈေးရနိုင်ရှိလားဈေးရနိုင်ဆရာဈေးရနိုင်ဆရာဈေးရနိုင်လို့ရေးထားတယ်လေဆရာဈေးရနိုင်မှာဆိုဟာရှိဆရာရှိတယ်နော်ကောင်းရေးနာမည်ကိုတောက်မူကောင်းဟဲ့မိုက်တယ်ကွာဒီနာမည်တော့တောက်မူကောင်းရှိလားတောက်မူကောင်းပါဆရာတောက်မူကောင်းလို့ရေးထားလို့တောက်မူကောင်းလို့ဖတ်တဲ့ကိစ္စရှိတယ်နော်တောက်မူကောင်းဟုတ်ရှိဤကေတဲ့ဘာတွေရောင်းနေတာတော့နင်တို့ကဤကေတဲ့ရောရှိလားဤကေတဲ့မရေးထားတာဤကေတဲ့ပါဆရာဤကေတဲ့နာမည်ကိုကောင်းရေးကြအောင်မတ်နို့ကြီးတဲ့ဟာလုတ်ပြန်ပြီမတ်နို့ကြီးတဲ့ရှိလားမတ်နို့ကြီးဆရာမျက်နှိုးကြီးဆရာရှိတယ်နော်မတ်နို့ကြီး okay အလကာမေတဲ့တော်တော်ခိုင်းရအောင်ပါပဲအလကာမေတဲ့ရှိလားအလင်းကာမေပါဆရာရှိတယ်နော်အလကာမေ okay အလင်းကာမေတော်သားလင်ခတ်တာပဲတော်သားလင်ရှိလားတော်သားလင်ပါဆရာတော်သားလင်ရေးထားတာတော်သားလင်ဆရာတော်သားလင်ရှိတယ်နော်တော်သားလင် okay ဟုတ်တော်သားလင်ရှိဟာဒီနာမည်တော့မဟုတ်တော့ဘူးအဲ့လိုပေးသေးကွာနာမည်ကိုတော့ဒစ်ပါအောင်နဲ့အဲ့လိုနာမည်ကြီးရလဲကွာဒစ်ပါအောင်တော့မဟုတ်တော့ရှိလားဒစ်ပါအောင်ဒီပါအောင်ပါဆရာဒီပါအောင်မိဘခေါ်ခဲ့အဲ့နာမည်ကြီးနဲ့တော့မဟုတ်သေးဘူးဒစ်ပါအောင်ရှိလားဆရာဒီပါအောင်တော်ပြီမင်းတို့ခံကားမသိတော့ဘူးဘာတွေပေးထားမှမသိဘူးနာမည်ကို